အားလုံးမင်္ဂလာပါဒီအရင်ဗီဒီယိုမှာပြောခဲ့ရပေါ့နော်အိုထပ်မှာနေရဆိုလို့ရှိရင်ကေပြောရဲပေါ့နော်အမိုးမရှိဘူးလှေကားမှာအမိုးမရှိဘူးဆိုရင်နှင်းနေလှည့်ရတတ်ပါတယ်ဆိုတာဒီမှာလက်တွေ့ပြပါမယ်ဒီမှာပါဒီမှာတကယ်လို့ဒီလှေကားကြီးမှာဒါအမိုးမရှိဘူးဆိုတာစဉ်းစားကြည့်ပေါ့နော်လှေကားတစ်လျှောက်လုံးမှာနှင်းနေရှိနေမှာပါပြီးတော့ကေပထမပြခဲ့တဲ့ဗီဒီယိုမှာပါတယ်လို့မျိုးပဲလေကားမှာနှင်းရှိနေဆိုလို့ရှိရင်ကေအတွက်နှင်းလဲမှာဆင်းရမယ့်အနေထားဖြစ်နေပါတော့အခုဆိုလေဒီနှင်းကိုမလဲပဲထားလိုက်ရတာပဲဒါပေမဲ့မလဲပဲထားလို့ရှိရင်ရေခဲပြလို့မျိုးပေါ့နော်ဒီမှာဒီလိုမျိုးကြီးဖြစ်သွားလို့ရှိရင်ချော်ပါတယ်အဲ့တော့ကေကတကယ်လို့အပြင်မှာဘယ်လိုပြောရမလဲဒီနှင်းနေထဲမှာရှောက်လာခဲ့ရင်မချော်ခဲ့ဘူးဆိုတော့မှကေအိမ်ရောက်လို့ရှိရင်ကေချော်နိုင်သေးရပေါ့နော်အဲ့ဒါကြောင့်ဒီနှင်းတွေကိုလဲရပါမယ်တော့နှင်းတွေကိုလဲမှကေကလမ်းသွားလို့ရှိရင်လည်းအဆင်ပြေမယ်ပေါ့နော်ကေအပြင်ထွက်လို့ရှိရင်လည်းမချော်ပဲနဲ့အဆင်ပြေမှာပါနှင်းကြချင်းမှာတော့ကေကတခြားတက်သွားစရာမလိုအိမ်ရှိမှာလည်းမနှင်းလူသားလုပ်လို့ရမှန်မင်းမဲ့လည်းလဲပေးရပါသေးတယ်မလဲဘူးဆိုလို့ရှိရင်တော့ကေအနေများတယ်ပေါ့နော်ကိုအနေနဲ့ကိုဆိုတော့လေသူများအိမ်နေဆိုလို့ရှိရင်ဒီမှာကြည့်ဟိုဘက်အိမ်ဆိုလို့ရှိရင်ကြာလှဲထားတဲ့သဘောမျိုးမှရှိရပါတော့ဒီနေ့သူနှင်းလိုက်လဲကြအဓိကအဲ့လိုဓာတ်အောင်ပုံထားလိုက်ရင်ရတယ်ပေါ့နော်လူမသွားတဲ့နေရာမျိုးဟောဟိုမှာ box လေးတန်းနေဖြစ်ဓာတ်အောင်ပုံထားလိုက်နိုင်လို့ရှင်အဆင်ပြေပါတယ်ဒါပေမဲ့ရုပ်လို့ရှင်တဲ့သူကတော့ရုပ်လို့ပေါ့နော်ဒီကတော့ရုပ်လို့ဖို့စိတ်ကိုမရှိသေးတဲ့တကြောင်မလို့အဓိကကေသွားမဲ့လမ်းမှာမချော်နေဖို့ပေါ့နော်လဲရပါတယ်ဒါမျိုးဆိုအရေးပြောနေအနေများရပေါ့နော်အဓိကကိုသွားမဲ့လမ်းမှာတစ်ချက်လဲပေးဖို့လိုပါတယ်ရှင်တက်တာနင်းနေမိုက်တယ်နင်းနေမိုက်တယ်လှည့်ရတာမိုက်တယ်ရှယ်ပဲလို့ကဲပါအားလုံးမတက်တာပါနှင်းဆက်လဲလိုက်ပါအောင်မယ်ဘိုင်ဘိုင်နှင်းလဲချာစုဒါမျိုးတွေကကြတော့ဘယ်သူမှကိုယ်ကိုလာပြီးတော့တက်မလဲပေးဘူးပေါ့နော်ကိုယ်အိမ်ဖြစ်တဲ့အကြောင်းလို့ပြောမှဆိုရင်ကိုကဘယ်လိုပဲအခန်းကားရတယ်ဖြစ်ဖြစ်ကိုတောင်းရတဲ့အပိုင်းရှိတယ်ပေါ့နော်လမ်းမှာဆိုရှင်တော့အဲ့လမ်းအောက်ဘက်ကနေနေတဲ့သူတွေကလှည့်ပေးရပေါ့နော်မနက်ကဆိုလို့ဒီအလုပ်ကိစ္စသွားတဲ့အခါမှာအဲ့မှာအဖိုးကြီးကတော့သူအိမ်ရှိမှာလှည့်နေနေကေကိုထောင်မှာကိုတို့ချော်မင်းတော့တတိထားတော့ဆိုပြီးပြောပေးတယ်ပေါ့အဲ့တခုဒီလိုမျိုးဆိုဆန္ဒမိတာဖိုးဖွားရည်နေရက်ကွက်မှာနေရတခုကောင်းနေပေါ့နော်အဲ့လိုအဲ့ဒါရှင်ဒီဆိုင်ပြီးတော့ဆန္ဒရတော့အဲ့ဒါနဲ့နာနီလည်းနာနီမဟုတ်ဒါပေမဲ့ဒါကိုသဘောထားတဲ့ပုံမှာနေကြည့်တာပါဆိုတော့ခင်းနေတူနင်းလှည့်စားဆိုတော့နော်ပြောမှဆိုရင်ကီတို့ကအရင်နေခဲ့တဲ့အိမ်ကဆိုရင်တော့ဒီမှာတဲ့တော့လေဒီကားကြီးမှာအမိုးမရှိတာကြီးပေါ့တော်တော်လေးကိုအဆင်ပြေဖြစ်ခဲ့ရပါတော့အခုတော့လေကားမှာအမိုးရှိတော့လေကားကတော့နည်းနည်းထည့်ရတတ်တာပါအဲ့တော့လေကားကလည်းဖြစ်ချင်တော့ကိတက်ထက်ထဲကနေတော့ကိုတွဲလေကားမှာအမိုးမရှိတာမျိုးကြီးဆိုတော့လေတော်လေးအဆင်ပြေပေါ့နော်ဒါကြီးဆိုအောက်ကခဲနေအဲ့ဒါကြီးချော်ကြမလို့လို့ဒါဘာလဲမသိခေါ်တယ်အဲ့လိုမျိုးအကြည့်ခဲသွားတဲ့ရေခဲဟုတ်ဘာလဲမသိခေါ်မလေးခုတော့ချော်ခြင်းနေအဓိကကီသွားမဲ့လမ်းကြောင်းလဲလိုက်နိုင်ရပြီပေါ့နော်ကျွန်တော်ပေါ်နေတူအချိန်တန်လို့ရှိရင်ရေပြောရမှာပေါ့နော်မလေးရေခဲချစ်ရပြီရေခဲချစ်လာစားကြပါအောင်ထပ်ကိုရေးချယ်ရတာဆိုဒီကဦးထမှာနေတာပါကြီးအဲ့ဆိုကြီးရဲ့ကိုပထမတော့ဆိုလို့ရှိရင်လေကိုကကိုအဆင်ပြေရပဲပေါ့နော်အပြင်ထွက်လာရင်တန်းရောက်ပေါ့နော်ဒါပေမဲ့ပထမတက်ကြီးကိုမကြိုက်ဘူးဒါပေမဲ့ဟိုထက်ကြတော့လေဆိုပြပြင်ဘက်မှာအဲ့လိုဒီလိုမျိုးဆက်လို့ရှိနေရတာတခြားနေစင်းနေနေဆိုလို့ရှိရင်လေပျော်ပါရရကြီးအဲ့လိုကန်ထိုင်ရတာတန်ပို့ပြီးနေရတာကြိုက်တဲ့ခါကျတော့ကိုယ်ကတန်နေလို့ရတဲ့ခါကျတော့လေအားကြောင့်မကြိုက်တာပါအခုတော့နေတော့မကေးအိမ်သွားမယ်လမ်းကြောင်းတော့ရှင်းပြီးတော့ပါပြီဟိုဘက်ကတော့မရှင်းဖြစ်တော့ဘူးပေါ့နော်ခဏနေရနော်ကင်မရာခဏဟိုဖြစ်မှလည်းတွေ့ချောင်းမကြောက်နေတော့မိမိဖြစ်နေပါတယ်လက်ချေလေးနဲ့ပဲတက်ကိုလာခဲ့လိုက်ပါပြီတက်တာပါလောက်ပါပဲ
ဒီနေ့နှင်းလဲချင်းစီစဉ်ရတော့ဒီမှာပြီးဆုံးပါပြီရှင်တက်တာနှင်းအသေးတန်တော့ဖြစ်တယ်နှင်းအလွန်ကျွံကြချင်းနေဆိုရှင် pork sauce လို့ခေါ်တာ pork sauce ဆိုတဲ့စကလုံးလေးကိုလည်းမှတ်ထားလိုက်ပါနော်တက်တာကေရဲ့အင်ကြီးလေးကိုတော့သတိထားမိမှထင်ပါတယ်ဒါအိုချင်းက game နဲ့ကအင်ကြီးပါ